ညီတော်မဟာမိတ်၃ဘွဲ့ရဲ့1027ဆက်စင်စတင်တဲ့9ရက်တာအတွင်းစုပ်စုရဲ့စခန်းကြီးတေးအလက်နဲ့ယာယီစခန်းတွေပါဝင်စုစုပေါင်းစခန်း80တမင်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ညီတော်မဟာမိတ်၃ဘွဲ့ဝင်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုကန့်ပြန်ကြားရေးတာဝန်ခံဦးလီကျော်ဝေက MFP ကိုပြောပါတယ်ဒီ80ထဲမှာတော့ဒီစခန်းကြီးစခန်းငယ်ယာယီတက်စခန်းအားလုံးအပါအဝင်ပေါ့နော်ညီတော်မဟာမိတ်၃ဘွဲ့ဖြစ်တဲ့တောင်း TNN ကိုကန့် MNDAA နဲ့ရခိုင်တပ်တော် AA တို့က Operation 1027စစ်စင်ရေးကိုအောက်တိုဘာ29ရက်နေ့မှာစတင်ပြီးလို့ကြေညာပြီးလာရှိုးနဲ့ချစ်ရွှေဟော်ပါဝင်ရပ်ပြည်နယ်မြောက်ပိုင်းကစစ်အုပ်စုစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။လက်ရှိစစ်စင်ရေးကာလအတွင်းစစ်အုပ်စုရဲ့တင်ကား3စီးကိုတိုက်ခိုက်ဖြစ်စည်းသိမ်းယူနိုင်ခဲ့တယ်လို့စခန်းတိုင်းတိုက်ပွဲတွေအတွင်းအလောင်းလက်နက်တွေအများပြားသိမ်းယူနိုင်တာစစ်တုံးပန်းဖမ်းမိတာတွေလည်းအများပြားရှိတယ်လို့ညီတော်မဟာမိတ်၃ဘွဲ့ကထုတ်ပြန်ပါတယ်။စစ်စင်ရေးဒုတိယနေ့ဖြစ်တဲ့အောက်တိုဘာ28ရက်ကချစ်ရွှေရော်နေဆက်မီကလက်နက်ကြီးတပ်ဆင်ထားတဲ့စစ်အုပ်စုရဲ့တန်ကြပ်ကာ2စီးကိုတိုက်ခိုက်ဖြစ်စည်းသိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်စင်ရေးစတုတ္ထနေ့ဖြစ်တဲ့မနေ့ကလည်းဖောင်းဆိုင်မြို့သိမ်းတိုက်ပွဲမှာတန်ကြပ်ကာတင်ကားတစ်စီးထပ်မံတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။1027စစ်စင်ရေးအဖြစ်စစ်အုပ်စုစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နေချိန်စစ်အုပ်စုအများစုကခုခံလိုစိတ်မပြင်းထန်ပေမဲ့ပစ်ကတ်ခေါင်းမာတဲ့စစ်အုပ်စုတွေလည်းရှိနေပြီးတချို့စခန်းတွေကို2ရက်3ရက်ကြာအောင်တိုက်ယူရတာလည်းရှိတယ်လို့ MNDAA ပြန်ကြားရေးတာဝန်ခံဦးလီကျော်ဝေကပြောပါတယ်။ဟုတ်ပါတယ်။တချို့စခန်းငယ်တွေယာယီစခန်းတွေကတော့ဟုတ်တယ်။ဒီတိုင်းဟိုသူတို့ကခုခံလိုတဲ့စိတ်အဲ့လောက်ထိမပြင်းထန်တာတွေရှိတယ်လို့ဒီတိုင်းပေကတ်ကောင်းမာပြီးတော့စန့်ကျင်နေတဲ့တက်စကန်လည်းအများအပြားရှိပါတယ်ဗျ။တက်စကန်တော်တော်များများကိုလည်းကျွန်တော်တို့က2ရက်3ရက်အဲ့လိုအချင်းပေးပြီးတိုက်ယူရတဲ့စခန်းတွေလည်းအများကြီးရှိပါတယ်ညီတော်မဟာမိတ်၃ဘွဲ့ရဲ့1027စစ်စင်ရေးဟာအောင်ပွဲတွေဆက်လက်ရရှိနေပြီးစစ်စင်ရေးတတိယနေ့ဖြစ်တဲ့အောက်တိုဘာ29ရက်နေ့တရက်တာအတွင်းမှာပဲစစ်အုပ်စု10နှစ်ကျော်အကြာထိုင်ချထားတဲ့စစ်စခန်းတွေအပါအဝင်စစ်အုပ်စုတပ်စခန်း21ခုကိုတင်းယူနိုင်ခဲ့ကာစစ်တုံးမှန်38ဦးကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ညီတော်မဟာမိတ်၃ဘွဲ့ကဖော်ပြပါတယ်။ကိုကန့်ဒေတာရာကုတ်ကင်စခန်းရန်တရှင်းစခန်းစတဲ့စစ်ကောင်စီရဲ့10နှစ်ကျော်ကြာတပ်တည်ထားတဲ့စခန်းကြီးကိုတစ်ခုချင်းစီတိုက်ခိုက်သိမ်းယူခဲ့ပါသည်။မုံကိုနဲ့တိန်ဒီဘက်တွင်လည်းအောင်မြင်မှုအတများရရှိခဲ့ကြပါသည်။တိုက်ပွဲတွင်စစ်ကောင်စီနဲ့ကိုကန့်ပြည်သူစစ်ထံမှစစ်တုံးမှန်38ဦးဖမ်းဆီးရမိခဲ့ပြီးနန်းကျွန်းပြည်သူစစ်အဖွဲ့ကိုလည်းပြန်လည်စုစည်းခဲ့ကာလူအင်အား30ကျော်မှ MNDAA ပြန်လည်ဖွဲ့စည်းမှုကိုလက်ခံကြပါသည်လို့ MNDAA ရဲ့ပြန်ကြားရေးကိုကန့်သတင်းမီဒီယာကဖော်ပြပါတယ်။စစ်စင်ရေးစတင်တဲ့အောက်တိုဘာ29ရက်နေ့ကနေ29ရက်ထိ3ရက်တာအချိန်ကာလအတွင်းညီတော်မဟာမိတ်၃ဘွဲ့ကစစ်အုပ်စုစခန်း68ခုကိုတင်းယူနိုင်ခဲ့ပြီးမနေ့ကစစ်လက်တင်းပိုက်နိုင်တဲ့စစ်စခန်းတွေအပါအဝင်9ရက်တာအတွင်းစုစုပေါင်းစစ်အုပ်စုစခန်း80အထိတင်းယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။1027စစ်စင်ရေးမှာညီတော်မဟာမိတ်၃ဘွဲ့နဲ့အတူမြန်မာအမျိုးသားလွတ်မြောက်ရေးတပ်တော် BPLA ပြည်သူ့လွတ်မြောက်ရေးတပ်တော် PNLA နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF တို့လည်းပူးပေါင်းပါဝင်တိုက်ခိုက်